အားလုံးပဲစိတ်ဖိစီးမှုတွေများနေကြပြီလားဒါဆိုရင်တော့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးဖို့အတွက်ဖိတ်ခေါ်လိုက်ပါတယ်ဒီဗီဒီယိုမှာကျွန်မပြောပြမယ့်နည်းတွေက stress ဆိုတာစိတ်ဖိစီးမှုဆိုတာဘာလဲဆိုတာနဲ့စိတ်ဖိစီးမှုဖြစ်လာတယ်ဆိုလို့ရှိရင်လုပ်ရမယ့်လေ့ကျင့်ခန်းလေးတွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်ရှင်အဲ့တော့စိတ်ဖိစီးမှုဖြစ်တယ်ဆိုရင်အမြဲတမ်းကျမပြုလုပ်ဖြစ်တဲ့လေ့ကျင့်ခန်းလေးနှစ်ခုကိုမျှဝေပေးချင်ပါတယ်အဲ့ဒါကတော့ကျမတို့အချိန်မရွေးနေရမရွေးပြုလုပ်လို့ရတဲ့ deep breathing exercise ကလေးပဲဖြစ်ပါတယ်အဲ့တော့ဒါအားလုံးလဲကြည့်ရှုနေသူအားလုံးလဲဒီလေ့ကျင့်ခန်းလေးကိုသိပြီးကြလဲဖြစ်ကောင်းဖြစ်လိမ့်မယ်ပေါ့နော်ဒါပေမဲ့ကျမကတော့ဒီ deep breathing exercise ကလေးကတော့ stress ဖြစ်တဲ့အခါပဲဖြစ်ဖြစ်ကျမ anxiety ဖြစ်တဲ့ anger ဖြစ်တဲ့အချိန်မှာပဲဖြစ်ဖြစ်ပြုလုပ်ဖြစ်တဲ့ deep breathing exercise ကလေးပဲဖြစ်ပါတယ်အဲ့ဒါကတော့ကျမတို့အပြည့်အဝကိုယ့်ရဲ့ one bite ထဲမှာလေအပြည့်အဝရောက်တဲ့အထိရှူလိုက်မယ်ရှူသွင်းပြီးထားရင်ကျမကhold လှုပ်ထားမယ်ပေါ့နော်ပြီးရင်ကောက်ကြည့်မယ်1 to 10အထိရတယ်ဆိုလို့ရှိရင်လည်း1 to 10 1 to 10အထိမရတဲ့သူကတော့1 to 5ပေါ့နော်အဲ့တော့အပြည့်အဝလေကိုရှူသွင်းလိုက်မယ် hold လှုပ်ထားမယ်1 2 3 4 5ပြီးရင်နှာခေါင်းကနေလေကိုပြန်မထုတ်ဖ ೇನೆ ပါးစပ်ကနေပဲလေကိုဖြည်းဖြည်းချင်းပြန်ပြီးတော့မှထုတ်လိုက်မယ်အဲ့ဒီလေပြန်ထုတ်ပြီးလိုက်တဲ့အချိန်မှာလဲကျမတို့1 to 5 or 6 7 8 9အထိကျမတို့ရေတွက်ပြီးတော့မှခဏလောက် keep လုပ်ထားမယ်ပြီးမှပြန်ပြီးတော့အပြေးအဝလေကိုရှူသွင်းလိုက်မယ်keep လောက်ထားမယ် count လုပ်မယ်1 2 3 4 5ပြီးရင်ပါးစပ်ကနေဖြည်းဖြည်းချင်းပဲပြန်ပြီးတော့လေကိုပြန်ပြီးတော့ထုတ်လိုက်မယ်ပြီးရင်ကျမတို့ keep လုပ်ထားမယ်1 to 5 count လုပ်မယ်ပေါ့နော်ဆိုတော့ဒါလေးကတော့ deep breathing exercise ကလေးဖြစ်တယ်ကိုယ့်ရဲ့စိတ်တည်ငြိမ်လာတဲ့အထိကျမတို့တွေဒီ deep breathing လေးကိုပြုလုပ်လို့ရတယ်ပေါ့နော်ဆိုတော့ဒါလေးကအမြဲတမ်းလဲကျမတို့စိတ်အဆင်မပြေတဲ့အခါတွေမှာဒေါသအရန်ထွက်တဲ့အခါတွေမှာဆိုလို့ရှိရင်ကျမတို့တွေဒီလိုမျိုး deep breathing exercise လုပ်ခြင်းအပြင်ကျမတို့ရဲ့အုံနောက်ထဲမှာပျော်ရွှင်စေတဲ့ dopamine ဟော်မုန်းလေးတွေကိုထုတ်ပေးပါတယ်အဲ့ဒီဟော်မုန်းလေးတွေဟာ stress ဖြစ်တဲ့အချိန်မှာထွက်တတ်တဲ့ adrenaline နဲ့ cortisol ဟော်မုန်းကိုလည်းလျှော့ချပေးပါတယ်ဒါကြောင့် deep breathing exercise လေးဟာဆိုလို့ရှိရင် stress management အတွက် stress အတွက်ပြေလျော့စေမဲ့လေ့ကျင့်ခန်းလေးတစ်ခုဖြစ်ပါတယ်နောက်လေ့ကျင့်ခန်းလေးတစ်ခုကိုဆက်ပြီးတော့မှကြည့်လိုက်ကြရအောင်လားရှင်အဲ့တော့နောက်ထပ်ကျမပြုလုပ်ဖြစ်တဲ့ stress ဖြစ်တဲ့အခါမှာပြုလုပ်ဖြစ်တဲ့လေ့ကျင့်ခန်းလေးတစ်ခုကတော့ကျမလက်ထဲမှာ candle လေးတစ်ခုကိုကင်ထားတယ်လို့စိတ်ထဲမှာစိတ်ကူးရင်ပြီးတော့မြင်အောင်ကြည့်မယ်ပေါ့နော်အဲ့တော့အဲ့ candle လေးကမီးတောက်နေတယ်ကျမတို့အဲ့ဒီမှာဆိုလို့ရှိရင်လေကိုအပြည့်အဝရှူသွင်းလိုက်မယ်ပေါ့နော်ရှူသွင်းပြီးတော့ပါးစပ်ကနေဖြည်းဖြည်းချင်းကျမတို့ရဲ့ဒီမီးတောက်နေတဲ့ candle လေးကိုငြိမ်းလိုက်တယ်ဆိုတော့စိတ်ထဲမှာသဘောထားပြီးတော့မှဖြည်းဖြည်းချင်း5 to 6 second လောက်အထိကျမတို့ဒီ candle လေးကိုဖြည်းဖြည်းချင်းလေကိုပြန်မှုတ်ထုတ်ပြီးတော့မှကျမတို့ candle လေးကိုညှိမယ်ပြန်ပြီးတော့ရှူသွင်းလိုက်မယ်အပြေအဝလေကိုကျမတို့ပြီးရင်ဖြည်းဖြည်းချင်းပဲအဲ့ဒီ candle လေးကို5 to 6 second လောက်အထိပါးစပ်ကနေဖြည်းဖြည်းချင်းနဲ့ကျမတို့ candle လေးမီးငြိမ်းသွားတဲ့အထိမီးအသက်ရှူပြန်ထုတ်မယ်ပေါ့နော်အဲ့တော့အသက်ရှူပြန်သွင်းတဲ့ရှူသွင်းတဲ့အခါမှာလည်းအပြေးအဝရှူသွင်းပြီးတော့ကျမတို့ဒီရှူသွင်းတဲ့လေကိုပြန်ထုတ်လိုက်တဲ့အခါမှာလည်းကိုယ်စိတ်ထဲမှာရှိနေတဲ့ tension တွေလေးလံနေတဲ့အရာတွေကိုရောကျသွားစေတယ်ဆိုတော့ခံစားချက်ကလေးနဲ့ဖြည်းဖြည်းချင်းမှန်မှန်လေးနဲ့ကျမတို့ဒီလေပြန်ပြီးတော့မှရှူထုတ်တာကိုလုပ်ရပါမယ်အဲ့တော့ကြတော့အခုဆိုလို့ရှိရင်ကျွန်မအမြဲတမ်းလုပ်ဖြစ်တဲ့ဒီလေ့ကျင့်ခန်းလေးနှစ်ခုကိုပြောပြသွားပြီဖြစ်ပါတယ်အဲ့တော့အားလုံးရော stress ဖြစ်တယ်ဆိုလို့ရှိရင်ဘယ်လိုလေ့ကျင့်ခန်းတွေပြုလုပ်ဖြစ်လဲဆိုတာအောက်ကကွန်မန့်မှာရေးခဲ့ပေးပါအောင်ရှင်အားလုံးကျေးဇူးတင်ပါတယ်ရှင်